တက်တဲ့စင်မောင်ဒီတွေ့တော့အခါအေးပါနင်ကလည်းဟဲ့ခွေးကြည့်တယ်နေမိပါပြီမနဲ့တည်းကံမကောင်းပါဘူးဆိုခွေးကြည့်ရတက်နေမိသေးရေးစားနဲ့လည်းချိန်တွေ့ရအောင်မဲဟဲ့ငါအရင်နဲ့နေလိုက်ဟုတ်လာပါရဲ့တော့ဒါဘာလို့ဖို့လဲမဟောမရှင်းနိုင်လေမရှင်းရမယ်မောင်ကမရှင်းဘူးလားဟောမောင်ကမတယောက်ထက်လာမယ်ထင်လို့ဟလားတယောက်စားရပါတယ်ဒူပွေတော့ပါမလားရှာရတဲ့ငယ်ချင်းငါရှင်းလိုက်မယ်ရော့ယူမြုပ်လာပြောသားပဲဆော်ရငါမလိုက်ပါဘူးမရှင်းပါနဲ့တကယ်ချင်းငါခေါ်လာဆိုတော့ငါပဲရှင်းပါမယ်ရှင်းမယ်ညီမလေးမတပုတ်ရိုက်ပြီနော်တပုတ်လှလှလေးရိုက်ပြီနော်ဟဲ့မပြေးသေးဘူးလားလှလည်းမလှအောင်လူရိုက်ပေးထားမှလည်းမသိဘူးမလှအောင်ဟဲ့လောင်းလားလားဘာလဲအော်လေဟိုတပုတ်လေးရိုက်ပေးစမ်းပါဟဲ့ तू ရိုက်ပေးရမလားလို့ဟဲ့လာပါလိုက်ပြလေဒီမှာဟောငါပါဟဲ့နင်ကလည်းရိုက်ပေးစမ်းပါငါတို့ရနှစ်ယောက်စုံတွဲပုံလေးရော့တင်းနေတော့လူကုန်းကုန်းရိုက်ပေးပါလေနင်ကလည်းရိုက်နေတယ်လေဘာလို့ပါဟဲ့တင်းနေတော့ဖြစ်တင်းနေတော့ရော့ရပြီအော်အေးနင်ကလည်းစိတ်ကိုမရှိဘူးပါလဲမသိဟဲ့မစိုးပါဘူးပြန်ကျင်ပြီငါဩနေပါဦးနင်ကလည်းဟဲ့လာဘယ်တော့ရအောင်လာအဲ့ငါဘာလို့ရမှာလဲနင်ရလားအော်ဟေးနင်ကလုံးဆရာရှိရဒါလေးကြိုင်ပြီးတော့လေနင်ဟိုမှာထိုင်ရင်လဲထိုင်ဟိုအောက်မှာထိုင်ရင်လဲထိုင်ဒါမို့နင်ကနေအစင်ပြေးနေရာမှာထိုင်ပြီးခဏစောင့်နေလိုက်နော်ဟဲ့ငါပြန်အောင်မယ်လေစားလို့အောင်မယ်ပြန်မှာပေါ့ဟဲ့နင်ပြန်မှာဒါလုံးဆရာရှိစားလို့အောင်မယ်ဟာမဟုတ်တကယ်ပြန်မှာအခုလုံးဆရာရှိလုပ်ပြီးနင်ပြန်ရမယ်နော်တော်စင်ပြေးနေရာမှာထိုင်ဆောင်လိုက်နော်မောင်လေးစိတ်တွေ့လိုက်အောင်မပြီးသေးဘူးလားမဟိုစကားလေးပါလေးပြောစရာမရှိဘူးလားဘာပြောစရာရှိလဲမမအော်ဟိုချစ်တဲ့ကြောင်းတွေတီတီတာတာပြောရင်းနဲ့ဘာမှမလုပ်တော့ဘူးလားစကားပဲပြောမယ်လေမမစကားပဲပြောမယ်စကားပြောရတာပြင်းတယ်မောင်ရဲ့တခုလေးဟောမမပြင်းလို့လားဟုတ်တယ်ဟိုဒါဆိုရင်မောင်လေးလူဂိမ်းဆော့မယ်လေဂိမ်းနေရလေအလက်ကန်းစိုးမသိဘူးဂိမ်းဆော့ကြမောင်ငါနဲ့လာတွေ့မလားငါပဲဆော့နေမှာပေါ့ဟဲ့နင်ငါ့ကိုကြိုက်တာဟုတ်ရဲ့လားဟာလေဟိုနင်တို့အခုကလာနင်တို့လမ်းရွေးကလာလားဟာလားဟိုလမ်းသွားမလားဒီလမ်းသွားမလားမသိလို့နင်လမ်းရွေးနေရကလာလားအဲ့ဒါဆိုရင်တော့လေငါတို့ရှိတဲ့လမ်းကိုနင်မရွေးနဲ့နင်ဟိုဘက်လမ်းကိုရွေးပြီးတော့နင်ဟိုဘက်လမ်းကိုရွေးပြီးတော့နင်ကလည်းသွားဆက်ရှိတဲ့တင်အောင်နင်သွားလိုက်တော့ငါလည်းမထိုင်ဘူးတင်းနေနေကနင်ကနေဟောမဟုတ်လေငါစိတ်ပါသူကဟောလမ်းရွေးဆိုတော့ငါလည်းသူ့ကိုမကြိုက်ဘူးငါဒီလမ်းကိုတိုက်တာဆိုတော့ငါပြီဟာမောင်ပြီအော်ပြီပါပြီတီးပြန်ပြီနင်ကတော့လေလာဒီကိုလာပြီလို့ဘာမှလုံးလို့မရဘူးကဲစိတ်ညစ်မနေနဲ့ရော့ Hello Coffee တာ Hello Coffee မွေးနေပါတောက်လို့ကောင်းမဲ့ပုံပဲဟာ Hello Coffee ဆိုမှအော်
ဟိုတနေ့ကငါအဖွားရင်သွားတော့ငါဟယ်လိုကော်ဖီတွေ့ခဲ့တယ်ဟယ်လိုကော်ဖီမားလေချိုစိမ့်အရသာလက်ဖိတ်ရင်နဲ့ကော်ဖီဆိုရင်2မျိုးရှိရဟုတ်တယ်မလား ဟုတ်တယ်ဟယ်လိုမှာတီးရဲ့ coffee ရဆိုပြီးတော့2မျိုးထွက်တယ်တီးမှာအချိုရတာထွက်တယ်ပြီးတော့ coffee မှာကျတော့ချိုမွေးတဲ့ရတာရဲ့ပြီးသွားတဲ့အခါကျနှက်ဆရာမလို့နှက် coffee ရတာရဲ့ဆိုပြီး2မျိုးထပ်ထွက်တယ် ဟဲ့လား အရင်တော့ကောင်းတယ်တောက် အေးတောက်လို့ကောင်းမှာပေါ့နော်မလေးအခုမှပဲလေကန်ဆိုးမှုတွေပျောက်ပြီးတော့လေနေလို့ထိုင်လို့ကောင်းလာတယ် အသက်30ကိုကြီးဖြင့်တွဲသောအခါ တို့ ဟာနုရောက်လာပြီလား ဟိုစောက်ရကြပါ့လား မကြသေးပါဘူးနုရဲ့နုကိုစောက်တာကို45မိနစ်ပဲရှိသေးတယ်အဲ့45မိနစ်ဆိုတော့ဘာမှမဟုတ်ပါဘူးနုကိုဟာလေးမထိုင်နေတော့ဖုန်နေရှိတယ်နုရဲ့နုဖုန်နေပြေးသွားမှာပေါ့ ရှားပါတယ်ကိုကလည်း တေရောက်တ िश ူးလေးခင်းပေးမယ်ခေးရမြည်ထိုင်တော့ ထိုင်လိုက်တက်မယ်နော် ကဲနုနုကိုလေကိုကကလေးလေးတယောက်လိုမြင်လို့နုကြိုက်တဲ့ coffee ဝယ်လာ ဟာလားဟိုဘာကော်ဖီလဲ ဒီမှာလေးနုရဲ့နုရမ်းကြိုက်တယ် hello coffee ဒါလို့ရန်ကြိုက်တာဘောကလေခုတည်းကအရန်လိုက်တည်ရပဲ ရပါတယ်နုရဲ့နုကိုတို့ခုပန်းကြံမှာထိုင်ပြီးသွားတဲ့ခါကျရင်ဟိုတော့စားကြမှာနော် အာ ကိုရှင်းပါနော် အဲ့ဆိုဒါစားမယ်လေနော် ကိုကလေနုနဲ့တူတူအဲ့ဒီမုတ်ဆိုင်နေပြီးတော့နိဗ္ဗာန်ကြီးတူသွားကြမှာနော် ကိုကလည်းဘာပြောနေမှလည်းမသိ ဟဲ့ငါ့ကိုလည်းနည်းနည်းပါးအားနာကြပါ ဟောနုတငယ်ချင်းပါလား ဟုတ်တယ်သူလဲပါလား ဟောအဲ့ဒါဆိုတငယ်ချင်းမှာခေါ်ခဲ့လိုက်လေအကုန်လုံးကိုကြွေးမယ်နော် အဲ့ဆိုတော့မယ်လေနော် နုခဏလေးနေပူတဲ့နုရဲ့ထီလေးစောင်းမလား ရှားပါတယ်ကိုကလည်း နုပါလားဟေးကိုကင်ပေးထားမယ်အဲ့ထိုးလေးတော့ဟာကြမ တ လား မ်းမယ်နော်တကယ်ချင်းလိုက်ခဲ့နော် ဟောစားတာဆက်လို့အောင်ချွေးရထွက်နေတယ်ပြီးကုန်ပြီပြေးစားပါဆိုတော့ရောရေးလေးတော့ဆိုအခါမှာတေးနေတော့တော့ဟုတ် ရှင်းပါတယ်ကိုရဲ့ ကဲစားပြေးစားနော်ကောင်း တဲ့တယ်ရိုက် အဲ့ဆိုကိုရှင်းလိုက်တော့မနော် ဟုတ် ရှင်းမေး ကိုဟိုစားရရတယ်အများကြီးပဲဆိုတော့ဟိုဒါရှင်းတဲ့အခါကျရင်နှုတ်လည်းတော့ရှင်းမယ်နော် မဟုတ်တာနဲ့လေဘာဖြစ်လို့တစ်ဝက်ရှင်းရမှာကိုပဲအကုန်လုံးရှင်းလိုက် အော်မဟုတ်ပါဘူးဟိုမှာလေတကယ်ချင်းကစားရတာအများကြီးပဲဟိုအားနာတော့ကို ဟောနုရဒါလေးကဘာမှမဟုတ်တာကိုကဒီထက်မကောက်အောင်ပို့ပြီးတော့ရှင်းချင်သေးတာနုနဲ့ပတ်သက်လာပြီနော်ဘာဖြစ်လို့ကိုကအကြည့်ပဲကိုပဲရှင်းတာ ဟုတ်အားလာလိုက်ပဲ ဟဲ့အားကြလိုက်တာတကယ်ချင်းရဲ့ အဲ့မနေငါပြောတာပဲပြင်သွားလိုက်လေဟယ်လိုကော်ဖီတောက်သွားပါလို့ကြက် အေးဟုတ်တယ်နော်ငါဟယ်လိုကော်ဖီတောက်ပြီးတော့ကန်ကောင်းမှုတွေနဲ့အတူတူအသက်30ကျော်ကိုကြီးတို့ပဲငါရွေးပြီးတော့တွဲတော့မယ်အလိုက်လဲသိလဲအချစ်လဲချစ်ခံရတယ်ဟိုလိုမျိုးလေ20မနူးမနဲ့အလိုက်မသိဘယ်လန်းရွေးမှမသိတဲ့မောင်နေနဲ့လေငါလုံးဝမတွဲတော့ဘူးတကယ်ချင်း အလိုမှဆိုရင်နှက်စရာမလိုတဲ့နှက်ကော်ဖီအရသာချိုမွေးပြပြတဲ့ကော်ဖီအရသာချိုစိမ့်လက်ဖက်ရည်ဆိုပြီး3မျိုးရှိပါတယ်။ Hello Tea ကိုရှမ်းပြည်နယ်မြောက်ပိုင်းနန်းဆန်ဒေသမှာတဘာဝလက်ဖက်ချောက်စစ်ကိုအစစ်မီရေသွေးမြစ်ထုတ်လုပ်ထားပါတယ်။ Hello Coffee ကိုရေသွေးမြင့် Arabica အရသာနဲ့ကော်ဖီဆေးမရရှိသောကဖိန်းတက်ကြောင်တစ်နေ့တာလုံးကိုစွမ်းအားအပြည့်နဲ့တက်ကြွလန်းဆန်းကစိတ်အပန်းပြေမှုကိုနေ့စဉ်ယူဆောင်လာပေးပါတယ်။နေ့တိုင်းHello ပါ။